မင်္ဂလာပါပရိသတ်ကြီးတမင်းရဲ့အတွင်းနိုင်ငံရေးသတင်းကားပုဂ္ဂိုလ်တင်ဆက်ပေးသွားတော့မှာပဲဖြစ်ပါတယ်ရှင်ပထမအဆုံးသတင်းတစ်ပုဒ်ကတော့ဂျပန်နိုင်ငံရှိမဲဆန္ဒရှင်များဟာတဲထန်လွန်သောနှင်းချဆင်မှုတန်းအားအန်တူလျက်မဲပေးခဲ့ကြရဲဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်ယခုကျင်းပသောရွေးကောက်ပွဲအတွင်းဂျပန်နိုင်ငံ၏ပထမအဆုံးသောအမျိုးသမီးဝင်ကြီးချုပ်ဖြစ်တဲ့ဆာနာရဲ့တိုက်ခိုက်အချီပါတီမှအောက်လွှတ်တော်တွင်နေရာ300နီးပါးရနိုင်ခြေရှိကြောင်းကြိုတင်ခန့်မှန်းချက်များအရသိရှိရပါတယ်ရှင်ဒုတိယသတင်းတစ်ပုဒ်ကတော့အမေရိကန်နိုင်ငံနှင့်ပြောဆိုဆွေးနွေးမှုများမှာအပြုသဘောဆောင်ခဲ့သောညလည်းပဲရှာလက်အားခန့်မှန်းရန်ဆော်လို့နေသေးတယ်လို့ဂရင်းလန်းနိုင်ငံသားရေးဝန်ကြီးချုပ်မှပြောကြားဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်။လုံခြုံရေးရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံအချုပ်အခြာအာဏာကိစ္စရပ်များကိုလည်းဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသေးတယ်ရှင်။တတိယသတင်းတစ်ပုဒ်ကတော့မီလာနိုကော်တီနာဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကြောင့်ဖြစ်ပေါ်လာမည့်လူမှုရေးစီးပွားရေးနှင့်တဘာဝပတ်ဝန်းကျင်ဆိုင်ရာအကျိုးသက်ရောက်မှုများကိုဆန့်ကျင်သောဆန္ဒပြမှုကြီးဖြစ်ပေါ်နေဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်။ဆန္ဒပြသူအချို့မှရဲအရာရှိများနှင့်ခိုင်ရန်ဖြစ်ပွားခဲ့ပြီးဆန္ဒပြသူများကိုဖြိုခွင်းရန်အတွက်မျက်ရည်ယိုဗုံးများမိသက်ပိုက်များအသုံးပြုခဲ့ရတယ်လို့သိရှိရပါတယ်ရှင်။နောက်ထပ်သတင်းတစ်ပုဒ်ကတော့ရခင်ပြင်သစ်နိုင်ငံ၏ရှင်ကျေးမှုဝင်ကြီးချုပ်ဟောင်းအားဂျက်ဖရီအက်စထရစ်နှင့်ဆက်ဆက်နေသောစုံစမ်းမှုပြုလုပ်ရန်အတွက်ပြင်သစ်တရားရုံးကအမှုဖွင့်ခဲ့ပြီးဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်။သူဟာပြည်သူလူထု၏ရန်ပုံငွေအလွဲသုံးစားလုပ်မှုများနဲ့ဂျက်ဖရီအက်စထရစ်နှင့်အဆက်အဆံရှိကြောင်းစစ်ဆေးခံရမှာပဲဖြစ်ပါတယ်ရှင်။နောက်ဆုံးသတင်းတစ်ပုဒ်ကတော့တရုတ်နိုင်ငံမြောက်ဘက်ရှိဇီဝနည်းပညာကုမ္ပဏီလေးတစ်ခုတွင်ပောက်ကွဲမှုဖြစ်ပွားခဲ့တဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်ရှင်။ထို့သောပောက်ကွဲမှုကြောင့်လူရှိဦးသေဆုံးခဲ့ရကအာဏာပိုင်များကတော့ဖြစ်စဉ်အကြောင်းရင်းများကိုစုံစမ်းစစ်ဆေးလျက်ရှိနေပါတယ်ရှင်။ဆုံးဖြတ်ကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်